တကြီးရွယ်ကိုပြည်စုဆောင်ရှောက်မဲ့သူများအတွက်အင်တာဗျူးမေးခွန်းနဲ့အဖြေတချို့ကိုမျှဝေပေးခြင်းပါတယ်။အသုံးဝင်နေဆိုရင်တော့အဆုံးထိကြည့်ရှုလေ့လာပေးပါနော် What is your working experience? ။မင်းရဲ့လုပ်ငန်းအတွေ့အကြုံကပါလဲ I have 4 years of experience in elderly care in Myanmar. ။မြန်မာနိုင်ငံမှာတကြီးရွယ်ကိုဆောင်ရှောက်ရေးအတွေ့အကြုံ၄နှစ်ရှိပါတယ်။ I took care of a grandmother every day, helping her eat, bathe, take medicine, and move around safely. ကျမအဖွားတစ်ယောက်ကိုနေ့တိုင်းပြုစုဆောင်ရှောက်ရပါတယ်။သူမကိုအစားအစာကျွေးတာ၊ရေချိုးပေးတာ၊ဆေးတိုက်ရတာနဲ့သူမဘေးကင်းစွာသွားလာဖို့အတွက်လည်းကူညီပေးရပါတယ်။ How old is the grandmother? အဖွားရဲ့အသက်အရွယ်ကဘယ်လောက်ရှိပြီလဲ She was around 75 years old. အဖွားရဲ့အသက်က85နှစ်ဝန်းကျင်ဖြစ်ပါတယ် What do you do for the grandmother? အဖွားအတွက်မင်းဘာတွေလုပ်ပေးရလဲ I help her with feeding, bathing, changing clothes, giving medicine on time, and helping her walk safely. ငါသူမကိုအစားအစာကျွေးခြင်းရေချိုးခြင်းအဝတ်စားလဲခြင်းနဲ့ဆေးဝါးများကိုချိန်မှန်တိုက်ခြင်းတွေပြုလုပ်ပေးရပါတယ်ဒါအပြင်ဘေးကင်းစွာနဲ့လမ်းလျှောက်နိုင်ရန်လည်းကူညီပေးရပါတယ် I also cooked her meals, cleaned her room, and washed her clothes. ကျမအဖွားအတွက်အစားအစာတွေလည်းချက်ပြုတ်ပေးရပါတယ်သူ့ရဲ့အခန်းကိုလည်းတန်ရှင်းရေးလုပ်ရပါတယ်ပြီးတော့သူ့ရဲ့အဝတ်စားတွေကိုလည်းရှော့ဖို့ပေးရပါတယ် What can you cook? Give me examples. မင်းဘာတွေချက်တတ်လဲဥပမာပြပြပေးပါဦး I can cook some simple Myanmar and Chinese food, like fried vegetables, fried rice, chicken curry, and ABC soup. ကျမအသီးရွက်ကြော်ထမင်းကြော်ကြက်သားဟင်းနဲ့ ABC စွပ်ပြုတ်လိုမျိုးရွှေရှင်းတဲ့မြန်မာစာနဲ့တရုတ်စားစာအချို့ကိုချက်ပြုတ်တတ်ပါတယ် Do you know how to change the diaper of grandmom? အဖွားရဲ့ဒိုင်ဘာကိုဘယ်လိုလဲရလဲမင်းသိလား Yes, I know how to change diapers properly and keep the grandmom clean and comfortable. ဟုတ်ကဲ့ကျမအနှီးကိုဘယ်လိုလဲရမလဲဆိုတာသိပါတယ်အဖွားကိုလည်းတန်ရှင်းပြီးတော့တတောင့်တတရှိအောင်ထားပါတယ် Why don't you continue working as an elderly caregiver in Myanmar though you have 4 years of experience? မင်းမှာအတွေ့အကြုံလေးနှစ်ရှိရတော့မှဘာဖြစ်လို့မြန်မာနိုင်ငံမှာတကြီးရွယ်ကိုစောင့်ရှောက်သူဖြစ်ဆက်ပြီးတော့အလုပ်မလုပ်တာလဲ I want to work overseas to gain more experience and support my family. အတွေ့အကြုံလေးပိုရဖို့နဲ့မိသားစုကိုထောက်ပံ့ဖို့အတွက်နိုင်ငံရဲ့ခြားမှာအလုပ်လုပ်ချင်ပါတယ် I also want to learn better caregiving skills in a new environment. ကျမပတ်ဝန်းကျင်အသစ်မှာပိုကောင်းမွန်တဲ့ပြုစုဆောင်ရှောက်မှုစွမ်းရည်တွေကိုလည်းသိယူချင်ပါတယ် Do you cook in your family? မင်းမိသားစုမှာရောမင်းချက်ပြုတ်ရလား Yes, I cook for my family every day. Rice, soup, fried dishes, and curries. ဟုတ်ကဲ့ကျမမိသားစုအတွက်နေ့တိုင်းဟင်းချက်ပေးရပါတယ်ထမင်းစွပ်ပြုတ်အကြော်အလော်နဲ့ဟင်းတွေကိုလည်းချက်ရပါတယ်ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်